သူလေးကပေးလာဝမ်းလေတာကြော်တဲ့ချီရဲ့ရွှေရုံလေးကောင်းရတယ်လို့မောင်နှချီလေးမောင်ရဲ့ချစ်သူပေးလိုက်တဲ့စာလေးကြောင့်တယ်လေးရှင်ကိုကိုခေါ်တဲ့သိစုတဲ့ကေမိုးလေးနဲ့ခုတ်တဲ့သွားချင်တိတ်ကြလိုက်တာရှင်တော်တုံးတယ်ပြန်စားသူလေးကပေးလာဝမ်းလေတာကြော်တဲ့ချီရဲ့စိတ်စီတော်လာကြောင်ကျန်းစွာရှာလ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 ာဘုံရလေးနဲ့တူရင်တော့ဒီလေးလေးထကြနေတော့ကဲချစ်သူရှိတယ်ဆိုနေပြီကွယ်လူလူကူကူအချင်းလေးပုံနေ